ဗီဇ2 နှစ်ဝက်ပါမယ်2 နှစ်ရမယ်ပေါ့ဗျာမင်္ဂလာပါခင်ဗျာဟုတ်ကဲ့မနေ့တော့28ရက်နေ့စာတစောင်ထွက်လာတယ်ပေါ့နော်တည်င်းကောင်းပဲပြောရမှာပေါ့လူဟောင်းတွေအတွက်အားလုံးစောင့်မျှော်နေကြတယ်လူဟောင်းတွေအားလုံးပေါ့နော်နေလေးတင်ထားတဲ့လူတွေနေလေးစာရွက်ထည့်ထားတဲ့လူတွေအားလုံးပေါင်း1.8 တန်းဆိုတော့18 သိန်းလောက်ရှိတယ်ပေါ့ထိုင်းနိုင်ငံမှာအဲ့လူတွေကကူတော်ဖို့အတွက်ကိုအလုံသမားဝင်ကြီးဌာနကသူတို့ဆွေးနွေးပြီးတော့အချက်ပေါ့နော်သူစာရွက်လေးတွေရွတ်ထွက်လာတယ်အဲ့ရရုံးကရေတော့ပို့လာတယ်အဲ့ဒီဟာထဲမှာအဓိကရေးထားတော့အချက်3ချက်ပေါ့နော်အချက်3ချက်မှာတော့ကျွန်တော်တို့ပထမတစ်ချက်ကတော့ခုဒီတတန်းပေါ့တော်ဖို့အတွက်8လပိုင်းအပြီးပေးမယ်လို့သူတို့ပြောထားတဲ့ဟာကိုနောက်ထပ်6လတတန်းတိုးလိုက်တယ်ပေါ့နော်နေထိုင်ခွင့်ကိုပေါ့နော်အဲ့ဒီဟာ6လအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့သူကအောက်ထဲမှာသူကဗီဇာဘုတ်ပါမင်း2 နှစ်ပေးမဲ့အခြေအနေပေါ့နော်အဲ့ဒါပါထည့်ရေးထားတယ်အဲ့တော့ကျွန်တော်တို့အဲ့6လတက်တန်းပေးတာကအစိုးမြင်သမားတွေကတော့နောက်ထပ်အချိန်6လထပ်ဆောက်ရမယ်လို့တွေးကောင်းတွေးနိုင်မယ်ဒါပေမဲ့ကျွန်တော်တယောက်တည်းအထင်ပေါ့နော်အဲ့ဒီဟာကသူကဘယ်လိုပြောမလဲဒီဝက်ပါမေးဗီဇာလုပ်တယ်ဆိုတာခဏနဲ့မပြီးဘူးလေတချို့ကြတော့လဲအမြန်လုပ်တဲ့လူကြတော့လည်းမြန်ပြီးတော့ပေါ့အခုဘိုက်ရိုက်ထားပဲဥပမာကြည့်ပေါ့15ရက်ဖွင့်ပေးမယ်အခုချိန်ဒီဘာကိစ္စမပြီးသေးဘူးအဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲ့6လသူကတတန်ထပ်တိုးပေးထားတယ်ပေါ့နော်နေထိုင်ခွင့်နောက်တစ်ချက်ကတော့ကျွန်တော်တို့ဗာလဲဆိုတော့ online စနစ်နဲ့ပဲသူကစလုပ်ပေးမယ်ပေါ့နော် online နံပါတ်2အချက်က online စနစ်နဲ့စတော့ပြောမှဆို web permit ကစရမယ်ပုံပေါ့နော် web permit ကအရင်ထွက်မယ်ပြီးကြမှာဒီဗီဇာထုမဲ့အခြေအနေပေါ့နော်နံပါတ်3နောက်ဆုံးအချက်ကတော့ဗာလဲဆိုတော့ဒီပကံရှိတဲ့လူတွေကပကံဆန်ခွန်း3ရမယ်နောက်တစ်ခါကျမ်းမာရေးအာမခံပေါ့နော်အဲ့ဒါလုပ်ရမယ်အဲ့ဒီဟာတွေသူကရေးထားတယ်ဒီအချက်3ရက်ဒါဆိုရင်တော့ကျွန်တော်တို့ရက်သတ်မှတ်ဖို့ပဲလိုတော့တယ်နီးတာတော့နီးနေပြီပေါ့အဲ့လိုပဲပြောမှရမယ်ရက်တော့မသတ်မှတ်သေးဘူးဒါပေမဲ့ကောင်းတဲ့ဘက်ကယူရတော့ကောင်းတယ်ပေါ့နော်တဖြည်းဖြည်းတော့ဒီကလာပါပြီအဲ့ဒါတော့ထူးခြားတဲ့မနေ့ကကျင်ညာတဲ့အချက်ပါအားလုံးမြန်ရပါစေပဲဆုတောင်းပါတယ်เนาะလူဟောင်းတွေလည်းစောင့်ရတာတော်တော်လေး level ညောင်းနေပါပြီဟုတ်ကဲ့ပါအားလုံးပဲအဆင်ပြေကြပါစေကျွန်တော်ဘိုးဝင်းပါခင်ဗျာ